ဒီသင်ခန်းစာမှာတော့တရုတ်တတာတွေကိုလေ့လာသွားမှာပါအခုလေ့လာသွားမယ့်စကားလုံးလေးကတော့在ဆိုတဲ့စကားလုံးကကျွန်တော်ရှေ့ရသင်ခန်းစာထဲမှာ verb အနေနဲ့သုံးပြသွားတယ်ပေါ့နော်ဒီသင်ခန်းစာမှာတော့在ဆိုတဲ့စကားလုံးကို preposition လို့ခေါ်တဲ့ we verb အနေနဲ့သုံးသွားမယ်အဲ့တော့ဒီ在ဆိုတဲ့စကားလုံးက verb အနေနဲ့ပဲသုံးတော့ we verb အနေနဲ့ပဲသုံးတော့သူ့နောက်မှာကံပုတ်တစ်ခုပါတယ်ဟုတ်ပြီနော်အဲ့တော့在ရဲ့နောက်မှာတွဲဆက်ထားတဲ့ကံပုတ်ဒီနေရာကိုပြတဲ့စကားလုံးစကားစုကိုပဲသုံးလို့ရတယ်ကောင်းပြီဒီပုံစံထဲမှာတော့在က we verb အနေနဲ့သုံးထားတယ်အဲ့တော့ we verb ရဲ့နောက်မှာကံပုတ်တစ်ခုပါတယ်ဒါဆိုရင်在နဲ့ we verb နဲ့တွဲပြီးတော့မှဒါ we verb စကားစုဖြစ်သွားတယ်在 plus object ဆိုတာဒါ prepositional phrase လို့ခေါ်တယ် we verb စကားစုအဲ့တော့ we verb စကားစုတွေကတရုတ်ဝါကျထဲမှာဆို verb ဖြစ်ရှိရတယ်အထူးပြန်ပြုပေးရတယ်ဒါကြောင့်မို့在နဲ့ object နဲ့တွဲထားတဲ့စကားစုကို verb ဖြစ်ရှိမှာအထူးပြုပေးထားတဲ့သဘောပေါ့နော်ကောင်းပြီအဲ့တော့ဒီပုံစံထဲမှာတော့在ကိုမှာလို့ဘာသာပြန်တယ်လှုပ်ဆောင်ချက်တစ်ခုခုလှုပ်ဆောင်တဲ့နေရာကိုဖော်ပြတဲ့အခါမှာတော့တယ်ဒါကတော့လှုပ်ဆောင်ချက်ပေါ့နော်ဒီ verb ကအဲ့တော့在တဲ့နေရာကဒီလှုပ်ဆောင်ချက်ကိုလှုပ်တဲ့နေရာပေါ့在 plus object ဆိုတာ okay ကောင်းပြီနမူနာဝါကျလေးတွေနဲ့လေ့လာကြည့်အောင်你来supermarketမှာပေါင်းမိတစ်ထည်ဝယ်ခဲ့တယ်弟弟在超市买了一条裤子弟弟ညီလေးက在မှာ超市 supermarket ပေါ့နော်အဲ့တော့在超市ဆိုတာ supermarket မှာ买ဝယ်တယ်买了ဆိုဝယ်ခဲ့တယ်一条တစ်ထည်ခုစစာပေါင်းပြီအဲ့တော့ထျောင်ကြတော့ခါအောက်ပိုင်းဝက်စာတွေကိုရှည်တွက်တဲ့မျိုးပြစကလုံးပေါ့နော်အဲ့တော့ပေါင်းမိတစ်ထည်一条裤子ကောင်းပြီအဲ့တော့在超市 supermarket မှာဆိုတာဗာလဲဝယ်တယ်ဆိုတဲ့လှုပ်ဆောင်ချက်ကိုလုပ်တဲ့နေရာပေါ့နော်သူက we verb စကားစုအနေနဲ့ verb ဖြစ်ရှိအထူးပြုထားတယ်ဟုတ်ပြီနော်အဲ့တော့ညီလေး弟弟 supermarket မှာ在超市ဝယ်ခဲ့တယ်买了ပေါင်းမိတစ်ထည်一条裤子ညီလေး supermarket မှာပေါင်းမိတစ်ထည်ဝယ်ခဲ့တယ်弟弟在超市买了一条裤子သူ6နာရီထိုးစားတော့ဆိုင်မှာထမင်းစားတယ်他6点钟在饭馆吃饭他သူက6ဆိုတာ6点钟ဆိုတာနာရီထိုးပေါ့နော်6နာရီထိုး6နာရီမှာတဲ့在ကမှာ饭馆စားတော့ဆိုင်在饭馆စားတော့ဆိုင်မှာ吃饭စားထမင်းစားတယ်ဟုတ်ပြီနော်အဲ့တော့ဒါထမင်းစားတဲ့နေရာကိုသူကဖော်ပြတာဟုတ်ပြီနော်ဒါကြောင့်နေရာပြဒီစကားစုဒီ在ဆိုတဲ့ we verb ကိုသုံးပြီးတော့ verb ဖြစ်ရှိအထူးပြုတာ在饭馆သူ6နာရီထိုးစားတော့ဆိုင်မှာထမင်းစားတယ်他6点钟在饭馆吃饭ညီမလေးမနှစ်တုန်းက北京မှာတရုတ်စကားလေ့လာခဲ့တယ်妹妹去年在北京学习汉语妹妹ညီမလေး去年ဆိုမနှစ်တုန်းက在北京ဆိုတာ北京မြို့မှာကောင်းပြီဒါကတော့ we verb စကားစုဖြစ်သွားပြီဒါကြောင့်မို့ဒီ verb ဖြစ်ရှိအထူးတာ学习လေ့လာတယ်ဟုတ်ပြီနော်အဲ့တော့学习လေ့လာတင်လို့ဆို verb okay အဲ့တော့ဒီလေ့လာတင်တဲ့နေရာကိုဖော်ပြတဲ့အခါ在နဲ့နေရာနဲ့ကိုတွဲပြီးတော့ဒီ verb ဖြစ်ရှိအထူးပြုလာတယ်北京မှာလေ့လာတယ်ဆိုရင်在北京学习在北京学习ဘာလို့လဲကံပုတ်က汉语တရုတ်စကားအဲ့တော့ညီမလေးမနှစ်တော့က北京မှာတရုတ်စကားလေ့လာခဲ့တယ်妹妹去年在北京学习汉语မင်းဆေးရုံမှာဆရာဝန်နဲ့ပြတာလား你在医院看医生吗你မင်းက在ကမှာ医院ဆိုတာဆေးရုံ在医院ဆေးရုံမှာတဲ့看医生ဆိုတာဆရာဝန်နဲ့ပြတာကိုတိုင်ပင်ဆွေးနွေးတာကို看医生လို့ခေါ်တယ်နော်စေခံပြတယ်ဆရာဝန်နဲ့ပြတာဆွေးနွေးတယ်ပေါ့တိုင်ပင်တယ်ပေါ့နော်看医生မှာဆိုတာလားကောင်းပြီအဲ့တော့နေရာပြတယ်在医院ဆိုတဲ့စကားစုဒီ看ဆိုတဲ့ verb ဖြစ်ရှိရတယ်ဒါအထူးပြုထားတာကိုတွေ့လိမ့်မယ်နော်မင်းဆေးရုံမှာဆရာဝန်နဲ့ပြတာလား你在医院看医生吗你在医院看医生吗ကောင်းပြီဒီတစ်ခါတော့ adverb တွေပေါ့နော်တခြားကရိယာဝိသေသနာတွေပါတဲ့အခါမှာဘယ်ဟာတော့ရလဲဆိုတော့ we verb ရဲ့ရှေ့ကနေဆက်ပြီးတော့အထူးပြုပေးရတယ်ဟုတ်ပြီနော်ဒီပုံစံထဲမှာတော့တခြား adverb တွေကိုထည့်သုံးကြည့်မယ်ပေါ့နော်ကျန်တာတော့အတူတူပဲဒီပုံစံပဲနော်ဒါကလည်းလှုပ်ဆောက်ချက်တစ်ခုလှုပ်ဆောက်တဲ့နေရာကိုဖော်ပြတယ်在က we verb ဖြစ်တဲ့တရားမှာလို့ဘာသာပြန်တယ်နမူနာဝါကျလေးတွေလေ့လာကြည့်အောင်ဒီနေ့မင်းအိမ်မှာညစာမစားဘူးလား
今天你不在家吃晚饭吗？今天ဒီနေ့你မင်းကပို့စာအငင်းပေါ့နော်မှာ在家အိမ်မှာ吃စာစားတယ်晚饭စာညစာမားကလာကောင်းပြီအဲ့တော့ဒီမှာတစ်ခုသတိထားမှာကအိမ်မှာစားတယ်ဆိုရင်在家吃လို့ပြောတယ်အိမ်မှာမစားဘူးဆိုရင်ကျွန်တော်တို့ကဒီအငင်းပေါ့နော်ဒါကရိယာဝိသေသနာ adverb ဖြစ်တယ် negative adverb လို့ခေါ်တယ်အဲ့တော့အငင်းကရိယာဝိသေသနာလေးဒီ在ဆိုတဲ့ဝိဘတ်ရဲ့ရှိရပဲသုံးရတယ်ဆိုလိုတာတော့ကျွန်တော်တို့က在家အိမ်မှာပို့ချင်မစားဘူးပေါ့နော်အဲ့လိုသွားတွဲရင်တော့ပါတယ်ဗျာနော်အိမ်မှာမစားဘူးကို在家ပို့ချလို့မပြောဘယ်လိုပြောလဲပို့在家吃လို့သုံးတယ်ဘာဖြစ်လို့လဲ在家ဆိုတာကဒီဝိဘတ်စကားစုတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အငင်းကရိယာဝိသေသနာလေးဒီဝိဘတ်ရဲ့ရှေ့အသုံးရတယ်သဘောပဲဒီပုံစံထဲမှာဒါလေးကိုတော့မမှားအောင်သတိပြုဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေ့မင်းအိမ်မှာညစာမစားဘူးလား今天你不在家吃晚饭吗今天你不在家吃晚饭吗သူနိုင်ငံသားမှာအလုပ်မလုပ်ဘူးလား他没在外国工作过吗他သူက没过ဆိုတာကမလုပ်ဖူးတာပြောနော်过ဖူးတာမေနဲ့ညင်းရတယ်မေ过သူကပု过လို့မရအောင်နော်မေ过အဲ့တော့在ကမှာ外国နိုင်ငံခြား在外国နိုင်ငံခြားမှာ工作အလုပ်လုပ်တယ်မားစာလာအဲ့တော့ဒီမှာလဲကျွန်တော်တို့က在外国工作နိုင်ငံခြားမှာ工作အလုပ်လုပ်တယ်အဲ့ဒါကိုကျွန်တော်နိုင်ငံခြားမှာအလုပ်မလုပ်ဖူးဘူးပေါ့နော်在外国မေ工作ကိုဆိုမှားတယ်ဟုတ်ပြီနော်အဲ့တော့ဒီမေဆိုတဲ့အငင်းကရိယာဝိသေသနာဒီဟိုပေါ့နော်ကျွန်တော်တို့ဝိဘတ်ရဲ့ရှေ့ကနေပဲတွဲပြရတယ်他没在外国工作过都မဟုတ်他没有လို့တော့လေရ他没有在外国工作过မှာဒီသဘောပဲအဲ့တော့သူနိုင်ငံခြားမှာအလုပ်မလုပ်ဘူးလား他没在外国工作过မှာလေရင်ပေါ်မှာဖုန်းမဆက်ပါနဲ့不要在飞机上打电话不要啥မလုံနဲ့တားမြစ်တာပေါ့နော်ဒါလည်း negative adverb ပဲနော်အငင်းကရိယာဝိသေသနာအမျိုးအစားတွေမှာပါတယ်တားမြစ်တဲ့ပုံစံမှာသုံးတယ်不要မလုံနဲ့ဆိုတဲ့အဓိပ္ပာယ်在ကမှာ飞机上လေရင်ပေါ်在飞机上လေရင်ပေါ်မှာ打电话ဆိုဖုန်းဆက်တယ်ကောင်းပြီအဲ့တော့ဒီမှာလဲကျွန်တော်အမှတ်တမဲ့မှားတတ်တာကလေရင်ပေါ်မှာ在飞机上不要打电话ဖုန်းဆက်ပါနဲ့ဒီလိုအမှတ်တမဲ့မှားတတ်တယ်နော်在飞机上不要打电话ဆိုတာသုံးတဲ့ပုံစံမှားတယ်အဲ့တော့不要ဆိုတာဒီ adverb ဖြစ်တဲ့ကြောင့်ဒီ在ဆိုတဲ့ဝိဘတ်ရဲ့ရှေ့ရပဲသုံးလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လေရင်ပေါ်မှာဖုန်းမဆက်ပါနဲ့ဆိုရင်不要在飞机上打电话不要在飞机上打电话မင်းတို့ဒီနေရာမှာကားမရက်ပါနဲ့你们别在这里停车你们မင်းတို့ကပြေဆိုတာကပူရောက်တဲ့အတူတူပဲမလုံနဲ့လို့တာတာ negative adverb တစ်ခုပဲဖြစ်တယ်ပေါ့နော်အငင်းကရိယာဝိသေသနာသူတားမြစ်ထားမှသုံးတယ်ပူရောက်တဲ့အတူတူပဲဗျကြိုက်တာသုံးလို့ရဒီမှာပူရောက်သုံးလဲရတယ်ပေါ့နော်在ကမှာ这里ဆိုတာဒီနေရာ在这里ဒီနေရာမှာ停车停ကရက်တန်တာရက်နာတာ车ဆိုတာကအဲ့တော့停车ဆိုတာကားရက်တယ်အဲ့တော့ကားမရက်ပါနဲ့ဒီမှာကားရက်တယ်ဆိုရင်在这里停车ဒီမှာကားမရက်ပါနဲ့ကျွန်တော်မှားလေးရှိတဲ့ပုံစံဘယ်လိုလဲ在这里ဒီမှာ别停车ဆိုရင်တော့ဒါသုံးတဲ့ပုံစံမှားသွားပြီအဲ့တော့别ဆိုတဲ့စကားလုံးဒီပုံမှန်တိုင်းဆိုတော့ verb ရဲ့ရှေ့အထူးပြရတယ်ဒါပေမဲ့ဒီလိုမျိုး we bad စကားစုပါနေပြီဆိုရင် we bad ရဲ့ရှေ့ကိုရောက်သွားတယ်ခင်ဗျာနော်ကောင်းပြီအဲ့တော့မင်းတို့ဒီမှာကားမရက်ပါနဲ့你们别在这里停车你们别在这里停车ကောင်းပြီဒီတစ်ခါတော့အကုကရိယာတွေပါရဘယ်လိုသုံးမလဲပေါ့နော် auxiliary verb ဆိုတဲ့အကုကရိယာတွေပါခဲ့လို့ရှိရင်ဒီအကုကရိယာအားလုံးဒီလေဝိဘတ်ရဲ့ရှေ့ရပဲအထူးပြုပေးရတယ်ဗျပုံမှန်တိုင်းဆိုအကုကရိယာပမာနေလဲ verb ရဲ့ရှေ့မှာကတ်နေတယ်နော်ဒါပေမဲ့ဒီမှာ在ဆိုတဲ့ဝိဘတ်ကိုသုံးထားတယ်နောက်မှာကံပုံနဲ့ဝိဘတ်စကားစုပါနေရဒါကြောင့်မို့ဒီ auxiliary verb တွေဒီဝိဘတ်ရဲ့ရှေ့ကနေဆက်ပြီးတော့အထူးပြုပေးရတယ်ပေါ့နော်ကောင်းပြီနမူနာဝက်ကြလေးတွေလေ့လာကြည့်ပါဦးငါတို့ဗမာအနားယူလို့ရလေ我们可以在哪里休息我们ငါတို့က可以စာလုံနိုင်တယ်လုံလို့ရတယ်在မှာ哪里စာဘယ်နေရာ在哪里ဗမာ休息စာအနားယူတယ်
အဲ့တော့ကျွန်တော်တို့ကဗျာ在哪里ဗမာ休息အနားယူတယ်အဲ့တော့ဗမာအနားယူလို့ရလဲဆိုအမှတ်တမဲ့မှားတတ်တာပါလေ在哪里ဘယ်နေရာမှာ可以休息အနားယူလို့ရလဲဒီလိုမျိုးမှားတတ်တယ်ပေါ့နော်တကယ်အမှန်က可以ဗမာပဲတော့ရလဲဒီ在ဆိုတဲ့ဝိဘတ်ရဲ့ရှေ့မှာတော့ရတယ်အကယ်၍ဒီဝိဘတ်စကားစုမပါရင်တော့可以休息ရဲ့ရှေ့အထူးရလေဥမာအနားယူရ休息အနားယူလို့ရတယ်可以休息ဒါပေမဲ့ဒီဝိဘတ်စကားစုပါသွားတဲ့ကြောင့်သူကဒီရှေ့ကိုရောက်သွားတယ်ဝိဘတ်ရဲ့ရှေ့ကိုရောက်သွားတာဒီတဘောပဲအဲ့တော့ငါတို့ဗမာအနားယူလို့ရလေ我们可以在哪里休息我们可以在哪里休息ငါတရုတ်ပြည်မှာတရုတ်စကားလေ့လာခြင်းနဲ့我想在中国学习中文我哪个想ခြင်းနဲ့在မှာ中国တရုတ်ပြည်在中国တရုတ်ပြည်မှာ学习စာလေ့လာတဲ့中文တရုတ်စကားအဲ့တော့ဒီမှာလဲကျွန်တော်တို့ကတရုတ်ပြည်မှာလေ့လာတယ်在中国学习အဲ့တော့တရုတ်ပြည်မှာလေ့လာခြင်းနဲ့ဆိုရင်在中国想学习လို့တော့ရင်ပါတော့ရပြန်เนาะအဲ့တော့想ဆိုတာကအကူကရိယာ auxiliary verb တစ်ခုဖြစ်တယ်အဲ့တော့ we best စကားစုပါတဲ့ပုံစံလေးဆိုရင်ဒီ we best ရဲ့ရှေ့ရနေသုံးမှာမှန်တယ်ဗျာเนาะဒါကြောင့်မို့ငါတရုတ်ပြည်မှာတရုတ်စကားလေ့လာခြင်းနဲ့ဆိုရင်我想在中国学习中文我想在中国学习中文မင်းတို့စာသင်ခန်းထဲမှာစလိမတော်တင်ဘူး你们不应该在教室里抽烟你们မင်းတို့က不应该ဆိုတာမလုပ်သင့်ဘူးเนาะ不应该ဒါက negative adverb ရဲ့ auxiliary verb ရဲ့နှစ်ခုတွဲထားတာပေါ့เนาะ不应该မလုပ်သင့်ဘူးတဲ့在ကမှာ教室里စာသင်ခန်းနဲ့教室စာသင်ခန်းလေးစာအထက်在教室里စာသင်ခန်းထဲမှာ抽烟ဆိုတာစလိတော်တယ်ဟုတ်ပြီနော်အဲ့တော့စာသင်ခန်းထဲမှာဆက်လိုက်တော့တာ在教室里抽烟စာသင်ခန်းထဲမှာ在教室里ဆက်လိုက်မတော့တင်ဘူးနော်不应该抽烟ဒီလိုသုံးလို့မရအောင်နော်在教室里不应该抽烟လို့သုံးလို့မရအောင်ပုံမှန်တိုင်းဆိုတော့ဒီ we best စကားစုမပါတော့မှန်ပါတယ်不应该抽烟လို့သုံးတယ်ဒါပေမဲ့ we best စကားစုပါသွားရင်ဒီ verb ရဲ့ရှေ့မှာ we best စကားစုကပထမဦးစားပြီးတော့မှဟိုရှေ့ကိုသွားရတယ်သူကအငင်းတို့ auxiliary verb တို့ကဒါကြောင့်မို့不应该在教室里ဆိုပြီးဖြစ်သွားတာဟုတ်ပြီနော်ဒီတွဲပုံတွဲနည်းလေးကိုတော့သတိပြုဖို့လိုတယ်ပေါ့နော်အဲ့တော့မင်းတို့စာသင်ခန်းထဲမှာစလိမတော့တင်ဘူး你们不应该在教室里抽烟你们不应该在教室里抽烟ငါလည်းပင်လယ်ထဲမှာရေမကူးရဲဘူး我也不敢在海里游泳我ငါကရဲဆိုတာလဲပဲ我也ငါလည်းပဲ不敢ကန်ကရဲတာเนาะလှုပ်ရဲတာလောက်ကန်ရဲတယ်ပေါ့不敢ဆိုတာမလှုပ်ရဲဘူး在ကမှာ海里海ကပင်လယ်လီရတဲ့ပင်လယ်တဲ့在海里ပင်လယ်ထဲမှာ游泳ဆိုတာရေကူးတယ်ဟုတ်ပြီနော်အဲ့တော့ပုံမှန်တိုင်းဆိုတော့在海里ပင်လယ်ထဲမှာ游泳ရေကူးတယ်အဲ့တော့ပင်လယ်ထဲမှာရေကူးရဲတယ်在海里ကန်游泳ဒါမှမဟုတ်ပင်လယ်ထဲမှာရေမကူးရဲဘူး在海里不敢游泳ဒီလိုတွေတော့တော့မှားတယ်နော်ပုံမှန်တိုင်းဆိုတော့ဟုတ်တယ်ဗျဒီ we best စကားစုတာမပါဘူးဆိုရင်ရေကူးရဲတာကန်游泳ရေမကူးရဲဆို不敢游泳ဒီလိုတော့တယ်ဒါပေမဲ့ဒီလိုမျိုး we best စကားစုပါနေတဲ့အခါကန်ဆိုတဲ့ဒီအကူကရိယာတို့ပုဆိုတဲ့ negative effect တို့ဒီဘယ်ကိုရောက်သွားလဲ we best ရဲ့ရှေ့ကိုရောက်သွားတယ်ဟုတ်ပြီနော်ဆိုလိုတာတော့ပင်လယ်ထဲမှာရေကူးရဲတယ်ဆိုရင်ကန်在海里游泳ပင်လယ်ထဲမှာရေမကူးဘူးဆိုရင်တော့不在海里游泳ပင်လယ်ထဲမှာရေမကူးရဲဘူးဆိုတော့不敢在海里游泳ဒီလိုမျိုးသုံးရတယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာမှာတစ်ခုသတိထားဖို့ကဒီအကုကရိယာတို့ပြီးတော့အငင်းကရိယာဝိသေသနာတို့เนาะအဲ့ဒါတွေကဒီဝိဘတ်ရဲ့ဒီရှေ့မှာထားရမယ်ဆိုတာလေးကိုတော့အထူးသတိပြုစေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အကြောင်းသားတော်တော်များများအဲ့ဒါကိုမှားတတ်တယ်ဗျအဲ့ကြောင့်ကျွန်တော်ဒါကိုထက်ခါတလဲလဲပြောနေရတာဖြစ်တယ်ပေါ့နော်ကောင်းပြီအဲ့တော့ဒီဝက်ကြလေးကိုပြန်ပြီးတော့လေ့လာကြည့်ပါဦးငါလည်းပင်လယ်ထဲမှာရေမကူးရဲဘူး我也不敢在海里游泳我也不敢在海里游泳အားလုံးကိုကျေးဇူးတင်ပါတယ်